ဓမ္မအချီပြီးဆုံးတော်ပါပြီခင်ဗျာအခုလိုပွဲကောင်းတွေကိုကြည်ရဖို့ AN နဲ့မန်ဝဲကနေလဲပါဝင်အားဖြင့်ကူညီပေးထားတာလည်းဖြစ်ပါတယ်ခင်ဗျာစုတော်ဝင်ခင်ဗျာအနီတောင်းကိုဝါသနာရှင်တို့ကနေစုတော်ငွေ3000ကျပ်ချီးမြှင့်မြောက်စားပါတယ်ခင်ဗျာကျိုးဝိုင်းတိုင်သူကြီးကိုလည်းဝါသနာရှင်တို့မှစုတော်ငွေ1000ကျပ်ချီးမြှင့်မြောက်စားပါတယ်ခင်ဗျာနောက်ထပ်လည်းဝါသနာရှင်တို့ကကျိုးဝိုင်းတိုင်သူကြီးဟာစုတော်ငွေ1000ချီးမြှင့်မြောက်စားပါတယ်ခင်ဗျာဆရာကြီးရွာသားဝါဇနမတေတိန်ဆိုနိုင်ကလအန်တီတောင်းနဲ့စလိုင်းထန်ခုချေကြားမလားဝိုက်တယ်ခင်ဗျာထောက်လက်တီးပါခင်ဗျာဟိုးတယ်ခင်ဗျာလို့လား1 2 3 4 5 6 7 8 9 10ပါခင်ဗျာအဲ့လိုကျွန်တော်တို့အမတ်စီရေတွက်တဲ့အချိန်မှာကျွန်တော်တို့ဒိုင်လူရရေတဲ့ခါမှာအဲ့အချိန်မှာတက်ပြီးတော့ကျွန်တော်တို့အရှုံးပေးလို့မရဘူးเนาะအဲ့ဒါနီးပြဆရာများသိပါမှာခင်ဗျာလက်ဝဲစည်းကမ်းများကိုသိဖို့လိုပါတယ်ကဲဆရာဝန်ရဲ့နည်းနည်းခင်ဗျာအကြည့်ရှုပေးပါခင်ဗျာအမတ်စီရေတဲ့ခါမှာကျွန်တော်တို့အမတ်စီပြည့်အောင်ရေရမှာဖြစ်ပါတယ်အဲ့အချိန်မှာတက်ရောက်ပြီးတော့ကျွန်တော်တို့အရှုံးပေးလို့မရပါဘူးနီးပြဆရာနဲ့အုပ်ချုပ်သူများကျွန်တော်တို့တည်ထားဖို့လိုအပ်ပါတယ်ဟယ်လို